nhanh nhanh lên không ဟောရေးတယ်လာပြီးတော့ငြိမ်ခိုင်းနေသေးတယ်စိတ်ချတမ်းပါဗျာဒါမှပြင်းလို့လှုပ်ကိုမလှုပ်ရှင်တာ mày đi rồi đừng ra tay mà đâu ဓာတ်ပြတိုင်မလို့ ဟုတ် ဩအဲ့ဒါမြန်ရွာထဲသွားလိုက်ပါလားဗျာကိုကလှုပ်ရှာရှိရမလို့ဘူးလာပြီးအာယုံနောက်နေတယ် ဟုတ်ပါ chỉ là mà đâu mèo tha ra ဘာဖြစ်ပြန်ပြီလဲဗျာဘာလဲဗျာ đi đâu mà tha ra ngài nói gì để phải đâuသွားပြီလေ မြင်းနေသူတို့မြင်းနေတယ်မင်းတွေ့ပြီလား ဟောဘလို့လုံးသိမှာလဲဒီမှာရှင်းတို့ထွက်သွားပြီကြတယ်သူနဲ့ကျမလည်းတူတူအိမ်နာမသိဘူးလေ တွေ့တယ်ဗျာဘလို့သိပါလဲ ဟောဒုက္ခပါပဲကွာဟိုအဲ့ဒါဆိုလို့ရှိရင်လေရွာပြင်အမြန်ဆုံးရောက်မယ်လားငါတို့ညှို့စမ်းပါ ဩခွင့်ရတယ်ဗျာဒီရွာကိုလာမယ်ဆိုရင်အဲ့ဒါနဲပါတော့လေ့လာမထားဘူးလားဟာကျွန်တော်ပြောမယ်လွယ်လွယ်လေးဒီမှာဒီလမ်းတက်ပြေးလိုက်နော်ခြေလန်း100လောက်သွားပြီလို့ရှိရင်ညာဘက်အချမ်းမှာခွေးတို့ပေါက်လေးရှိတယ်အဲ့ဒီထက်နေတာသွားလိုက်တော့အဲ့ဒါဖြက်လန်းအဲ့ဒါကောင်းကြီးကိုဒီညတော့အဲ့ရမှာမဟုတ်ဘူးဟုတ်တာဟာလေရွာလူကြီးဘာဖြစ်လာလဲဗျာဘာဖြစ်ပြန်ပြီ ဟေးမင်းမလို့မင်းရတဲ့ကွာရွာထဲဟောတညာဝင်တိုက်တာတောင်းလုံးမောင်းကိုကျင်းနေတာပဲကွာမင်းဟာရောတညာတွေဝင်လာတာမင်းမသိဘူးလားမင်းမမြင်ဘူးလား အမြင်နဲ့လည်းသိရလေဒီလမ်းတိုင်းပဲဝင်သွားတာပဲ ပြန်ထွက်သွားတော့ အသိရပါသူကိုယ်တိုင်ချမ်းလန်းထွက်မှကိုတိတ်ချပြောပြလိုက်တာ သမီးဘာဖြစ်နေရမြင်တာ ဟေး ဟမ် ကတော့အရင်ရှိရတာပဲကြီးရဲ့ အရင်ရိုင်လေရီးလိုက်လေသမီးရဲ့အခုကညီမျက်နှာကြီးကမချုံမချင်းနဲ့ဘာဖြစ်နေမှငိုးမသိတာ ဟာမင်းကလည်းတအားဟိုရမှာပြင်းနေ ကြာဟိုကြီးကမှပြင်းနေဖြစ်မှဖြစ်ရတယ်နော်သမီးရဲ့ညီရဲ့အပြင်းကြောဆန့်တဲ့ဇလန်းကြီးကဘယ်တော့မှအဆုံးသတ်ပါမလဲ ဘယ်တော့မှဆုံးမှာမဟုတ်ဘူးမေရဲ့တမရလေအဲ့လိုပြင်းနေရတာကိုပျော်တာ